အဲစာသည်သူမရင်သွေး၏ဒိုက်ပါကိုဆွဲဖြဲပြီးဘာမှမစင်စားပဲပင်လယ်ထဲသို့လွှင့်ပစ်လိုက်သည်ထိုအနှံ့ကငါးကောင်ငယ်လေးများကိုဆွဲဆောင်နိုင်လိမ့်မည်ဟုသူမလုံးဝမတွေးမိခဲ့ပေသူမသည်ရှင်တန်နိုင်မည့်မျှော်လင့်ချက်အချို့ကိုရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟုသာထင်မှတ်ခဲ့သည်သူမတွင်ရှိသောဆွစ်ဇာလန်စစ်တပ်သုံးဓားမြောင်ဖြင့်ယာယီငါးဖမ်းကိရိယာတစ်ခုကိုပြုလုပ်ခဲ့တော်လဲအကြိမ်ကြိမ်စူးစမ်းတော်လဲငါးတကောင်မှမမိခဲ့ပေသူမသည်အလွန်မင်းမောပန်းလွှဲနေပြီးစာလောင်မှုတိတ်နေခဲ့သည်သူမသည်ကုန်တစ်တာ၏ကျမ်းပြင်ပေါ်တွင်လဲကျသွားသည်အရာအလုံးပြီးဆုံးတော့မည်ဟုထင်ရချိန်တွင်သူမ၏ခေါင်းပေါ်မှလေရင်တစင်းပြန်တန်းသွားခဲ့သည်သူမသည်မျှော်လင့်ချက်ရောင်ကြီးကိုတစ်ဖန်ပြန်မြင်လိုက်ရပြီးကုန်တစ်တာထဲသို့အမြန်ဝင်သွားသည်ထိုနေရာတွင်မှန်ကွဲတစ်ခုကိုတွေ့သဖြင့်လက်ထဲသို့ယူလိုက်သည်ထို့နောက်ကုန်တစ်တာအပေါ်သို့တက်ကာနေရောင်ကြီးကိုမှန်ဖြင့်ရောင်ပြန်ဟပ်စေပြီးတင်းမောကိုအချက်ပြရန်ကြိုးစားခဲ့သည်သို့တော်ထိုလေရင်မှာခဏအတွင်းပြန်ထွက်သွားခဲ့သည်မြေပြင်ပေါ်တွင်ရှုပ်ထွေးနေသောနှစ်ချက်ကြိုးအဟောင်းတစ်ခုကိုတွေ့လိုက်ရသောအခါသူမစိတ်ကူးတစ်တစ်ခုရလာသည်ထိုကြိုးများကိုဆက်ပြီးငါးဖမ်းပိုက်သေးစားလေးတစ်ခုလှုပ်လိုက်သည်နောက်တစ်နေ့မနက်တွင်သူမသည်ထိုပိုက်ကိုပင်လယ်ထဲသို့ပစ်ချလိုက်ပြီးသူမကလေး၏ဒိုင်မာကိုလည်းထိုပိုက်ထဲတွင်ထည့်ထားလိုက်သည်ငါးများကထိုအနှံ့ကိုရသည်နှင့်ပိုက်စီသို့အမြင်ပြေးလာကြသည်ထိုအခါအဲစာသည်အခွင့်အရေးကိုမြင်ပြီးပိုက်ကိုဆွဲတင်လိုက်သည်ရက်ပေါင်းများစွာပိုက်စာနေခဲ့ပြီးနောက်ယခုအခါသူမစားစရာအလုံးလောက်ရရှိသွားပြီဖြစ်သည်သူမ၏ဤသွေးရည်ကအောင်မြင်သွားသဖြင့်ယခုအခါသူမရှင်တန်နိုင်တော့မည်ဟုစတင်ယုံကြည်လာသည်သူမသည်နေ့တိုင်းပင်လယ်ရေမျက်နှာပြင်ကိုတိုင်းလာပြီးကုန်တစ်တာထဲမှရေများကိုတစ်ခါတရံပြန်ထုတ်ပစ်သည်ရေများလုံးမလာသေး၍သူတို့သားအမိဘေးကင်းပြီဖြစ်သည်ယခုအခါအစားအသောက်နှင့်ရေအဆင်ပြေသွားပြီဖြစ်သောကြောင့်နောက်ထပ်ပန်းတိုင်မှာမိမိကိုယ်ကိုကယ်တင်ရန်ဖြစ်သည်သူမသည်စာရွက်များပေါ်တွင်အကူအညီတောင်းခံသည့်စာလုံးကိုရေးသားခဲ့သည်ထို့နောက်ထိုစာရွက်များကိုပလတ်စတစ်အစားအသောက်ဘူးများထဲတွင်ထည့်ပြီးတေချာပိတ်လိုက်သည်ပြီးနောက်တပူးချင်းစီကိုပင်လယ်ထဲသို့လွှင့်ပစ်လိုက်သည်တစုံတစ်ယောက်ကပလင်းထဲမှစာတိုကဲ့သို့ထိုစာများကိုဖတ်မိပြီးသူမကိုလာရောက်ကယ်တင်လိမ့်မည်ဟုမျှော်လင့်ခဲ့သည်ဖြည်းဖြည်းချင်းပင်သူမ၏စူးစမ်းမှုများကအကျိုးပေးလာပြီးရေမျက်နှာပြင်မှာလျော့နေလာသည်အရာအလုံးကအနည်းငယ်ပိုကောင်းလာပုံရသည်သို့တော်တညတွင်ပြင်းထန်သောတုန်ခါတန်တစ်ခုကြောင့်သူမနိုးလာခဲ့သည်သူမအပေါ်သို့တက်ကြည့်လိုက်သောအခါသူမအကူအညီတောင်းရန်နှုတ်ပစ်ခဲ့သောဘူးသည်ရေထဲတွင်မျောနေပြီးသူတို့၏ကုန်တစ်တာကိုလာမှန်နေသည်ကိုတွေ့လိုက်ရသည်ထိုအချိန်တွင်ပိတ်မသွားသေးသောသူမ၏ဖုံးမြည်လာသည်တခုခုကြောင့်သူမ၏ခင်ပွန်းဖြစ်သူစံထံမှဖုန်းခေါ်ဆိုမှုတစ်ခုကိုသူမရရှိခဲ့သည်သူမသည်ဖုန်းကိုချက်ချင်းဖွင့်ကြည့်လိုက်ရာခင်ပွန်းဖြစ်သူထံမှနောက်ဆုံးစာတစ်စောင်ရောက်နေသည်ကိုတွေ့လိုက်ရသည်သူမ၏ခင်ပွန်းသည်နေဆက်ကိုတရားမဝင်ဖြစ်ကြစဉ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်သူသည်ထွက်ပြေးရန်ကြိုးစားစဉ်တနက်ဖြင့်အပြစ်ခံခဲ့ရသည်မတေဆုံးမီနောက်ဆုံးခွန်အားဖြင့်သူသည်အဲစာကိုနှုတ်ဆက်သွားခဲ့သည်ဤသတင်းကအဲစာကိုအတွင်းစိတ်မှလုံးဝပြိုလဲသွားစေတော့လေသူမ၏ငွေကင်းစားကလေးအတွက်သူမသည်တတိမပြတ်ပဲအသက်ရှင်တန်ရန်ဆက်လက်တိုက်ပွဲဝင်ခဲ့သည်26ရက်မြောက်နေ့တွင်ပင်လယ်ရေသည်အလွန်မြင့်တက်လာသဖြင့်ကုန်တစ်တာအတွင်းပိုင်းမှာမြုပ်သွားခဲ့သည်ရေဖိအားမှာအလွန်မြင့်မားနေသဖြင့်ရေကိုဖယ်ထုတ်ရန်မဖြစ်နိုင်တော့ပေယခုအခါသူတို့အတွက်ကုန်တစ်တာမိုးပေါ်တွင်နေရန်သာရွေးချယ်စရာရှိတော့တော်လေထိုရာကလည်းသူတို့ကိုကြာရှည်မှကဲတင်နိုင်ခဲ့ပါကုန်တစ်တာမှလည်းမြုပ်သွားခဲ့သည်ယခုအခါအဲစာတွင်အခြားနည်းလမ်းမရှိတော့ပေထို့ကြောင့်မိခင်နှင့်သားသည်ပင်လယ်ရေထဲတွင်ကူးခတ်နေခဲ့ကြသည်ထို့နောက်တစ်နေ့တွင်ရုတ်တရက်တန်ငါသည်မိသားစုတစ်ခုငါးဖမ်းရန်ပင်လယ်ထဲသို့ရောက်လာကြသည်ထိုအခါတန်ငါသည်ဇနီးဖြစ်သူ၏မျက်လုံးသည်ကလေးချင်းတောင်းလေးပေါ်သို့ကျရောက်သွားသည်သူတို့ထိုချင်းတောင်းကိုဆွဲတင်လိုက်သည်နှင့်ချင်းတောင်းတွင်ခြိထားသောကြိုးကိုမြင်လိုက်ရသည်ထို့နောက်အဲစာမိမိကိုယ်ကိုချီနှောင်ထားသည့်ထိုကြိုးကိုပါသူတို့စတင်ဆွဲယူကြသည်သူတို့သည်သူမကိုဆွဲတင်ပြီးလေပေါ်သို့တင်လိုက်သောကြောင့်အဲစာဘေးကင်းရာသို့ရောက်ရှိသွားတော်သည်